ဆက်နဲ့တဝမ်းဝမ်းဖြစ်နေတဲ့အချိန်လေးမှာဗီဒီယိုဓာတ်ပုံရိုက်ချင်ပါတယ်ဆိုကမှကဲပြေတော့ဝအောင်မှာနေရရှယ်ပလန်နဲ့ပူနေတာနော်နေရရှယ်ပလန်နဲ့ပူနေတာကြည့်အောင်ကြည့်အောင်ကြည့်အောင်နေရရှယ်ပလန်နဲ့ပူနေတာပါတိတ်တော့စင်တော့ပြေတော့မပြေတော့ဘူးပြေရွှေစီဒီထန်တော်ပါမကွယ်ငကူတစ္ဆာမြတ်တာပဲလဲပြုခဲ့ကြတယ်မိပါဘူး